Mamma mia အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အောင်ဝေဖြိုးပါဟင်းချက်ချင်းနဲ့ပတ်သက်တဲ့နီးစနစ်တွေစာတွေ့လက်တွေ့တွေကိုသိကျင်တဲ့ညီကိုမောင်နှမတွေကကျွန်တော်ရဲ့ဒီဗီဒီယိုတွေအထောက်အကူပြုပါလိမ့်မယ်ခင်ဗျာမိတ်ဆွေဟင်းချက်ချင်းတွေထဲမှာ white base ကိုအခြေခံပြီးချက်တဲ့ method တွေအောက်မှာ stir fry pan fry နဲ့ pan searing ဆိုတဲ့ cooking method ၃မျိုးကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဟင်းချက်တဲ့အခါကျရင်ဟင်းချက်ချင်းအမှုပညာရေးရဲ့အခြေခံကြဖြစ်တဲ့ cooking method တွေအောက်မှာ stir fry pan fry pan searing ဆိုတာကstir fry ဒီကျွန်တော်တို့ကမှွေကြော်တယ် pan fry ဒီ pan နဲ့ကြော်တယ် pan searing ဒီအသားလုံးတွေကို color ယူတဲ့အချိန်ဒီမှာအသုံးပြုတယ်ဆိုတဲ့ method ကိုအသေးစိတ်ကျွန်တော်ရှင်းပြပေးပါမယ် stir fry method ရဲ့ခေါင်းစဉ်အောက်မှာ stir fry ကျွန်တော်တို့ stir fry ရဲ့ရိုးရာကကြတော့ Asian vibe တွေကနေဆင်းသက်လာတာပေါ့နော်တခါတည်းမှွေကြော်တယ် stir fry method ကိုသုံးရတဲ့ရည်ရွယ်ချက်ကဟင်းသီးဟင်းရွက်တွေကိုအယောင်မပြတ်ဘဲနဲ့ကျွတ်လက်လက်ဆက်ဆက်ဟိုကြက်လေးပေါ့နော်အဲ့ဒါမျိုးစားကျင်တယ်ဆိုတော့ဟင်းချက်နီးရဆိုရင်တော့ကျွန်တော် stir fry method ကိုသုံးဖို့လိုပါလိမ့်မယ် stir fry method ဥပမာကျွန်တော်တို့ဒီမှာပုံပေါ့ဗျာမလှဘူးပေါ့နော်ဆွဲထားတာဒဲအိုးလေးပေါ့ဗျာဒဲအိုးထဲမှာဆိုရင်အသီးရွက်လေးတွေကိုကျွန်တော်တို့က slice လေးတွေ dice လေးတွေလှီးထားပြီးတော့ကျွန်တော်တို့ high heat ဆိုတဲ့ကျွန်တော်တို့မီးပြင်းနဲ့စီနဲနဲ့ကျွန်တော်တို့လုံးဝအဆက်မပြတ်မှွေကြော်ရတဲ့ method ကိုပြောချင်းဖြစ်ပါတယ်ဒါစာတွေ့ပေါ့ကျွန်တော်က stir fry cooking method ရဲ့အကောင်းစဉ်အောင်မှာကျွန်တော်အရင်ဆုံးမီးတွေအကြောင်းအရင်ပြောပြမယ်ဒါဆိုရင်ကျွန်တော် high heat ထားမယ်ဆိုရင်ဒီမီးကနည်းနည်းလေးကြာအိုးတဲလိုက်အဲဆို high heat နဲ့ကျွန်တော်တို့မီးပြင်းဖြစ်တဲ့အချိန်မှာထည့်ပြီးတော့မှွေကြော်ရမယ် cooking technique ဖြစ်တယ်အဲ့တော့အိုးပူရမယ်မီးပြင်းလေးနဲ့ဒီမီးတွေကတော့အရင်ကြီးဒီထက်ပိုမပြင်းတော့ဘူးပေါ့နော်ဟိုဒါဆိုရင်တော့အပြင်းဆုံးမီးပေါ့ဒါပေမဲ့အကြာလေးထားလိုက်တယ်ဒါ high heat ထဲမှာဝင်သွားလိမ့်မယ်ဒီအိုးရဲ့အပူရှင်ကိုတက်အောင်လုပ်ထားတာ high heat မဟုတ်ဘဲနဲ့ medium heat လောက်ဆိုရင်ကျွန်တော်တို့ကအချိန်ကြာကြီးပြန်နဲ့ခဏလောက်ပဲပူစေတန်းကြော်လို့ရတယ်ကဲ high heat ဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးကိုအိုးပူအောင်ထားမယ်အိုးပူလာပြီဆိုရင်စီလေးနည်းနည်းလေးထည့်မယ် stir fry pan fry pan searing နေဆိုတဲ့ခေါင်းစဉ်တွေအကုန်လုံးကစီနည်းနည်းနဲ့ကြော်တဲ့ cooking method တွေဖြစ်ပါတယ်ကဲအိုးလေးပူလာပြီဆိုရင်စီလေးထည့်အောင်လိုအပ်တဲ့စီပမာဏလေးထည့်မယ်ဒီပူနေပါစေထပ်ပြီးတော့မထည့်ပါနဲ့ဟုတ်သွား high heat နဲ့ကျွန်တော်တို့ကကြော်ရမှာဖြစ်တဲ့အတွက်စီပူမီးပူဒဲပူဒီလိုမျိုးကိုကြော်စေချင်တာပေါ့နော်အဆက်မပြတ်မှွေပေးဖို့အတွက်က non stick pan ဖြစ်တဲ့အတွက်ယောက်ပြားလေးလိုမယ်တသားယောက်ပြားလေးတွေသုံးလို့ရတယ်ကျွန်တော်ဆီလီကွန်ယောက်ပြားလေးတွေအဆင်ပြေလို့သုံးလို့ရတယ်ဒီထဲကိုကျွန်တော်တို့ဇွန်းတွေတန်တွေစတီးတွေဒါတွေနဲ့ထိုးလို့မရဘူးပေါ့နော် non stick ဖြစ်တယ်ကဲအငွေလေးလည်းနည်းနည်းထွက်လာပြီဒါအမီးပူချိန်ပြင်းနေပြီအဲဒီချိန်ကျရင်ကျွန်တော်တို့တီးရွက်တွေအကုန်လုံးကိုထည့်ကြော်မယ်နော်အသီးရွက်တွေထဲမှာမာတဲ့အသီးရွက်တွေမထည့်ခင်ကြက်သွန်ဖြူလေးစီတက်မယ်ကြက်သွန်ဖြူလေးတစ်ခါလေးထည့်ပြီးွားနဲ့မာတဲ့အသီးရွက်တွေထည့်မယ်မှွေမယ်မှွေတဲ့အခါကျရင်ပန်လေးကိုကျွန်တော်တင်ပေးထားတဲ့အတိုင်းဆိုတော့ပြီးတော့မှွေနေရတယ်ကဲဒီလိုမျိုးအဆက်မပြတ်မှွေပြီးတော့ကြော်တာကိုကျွန်တော်တို့က stir fry method လို့ခေါ်လို့ရပါဘောနော်အရသာမှုန့်အနေနဲ့ကတော့မိမိတို့စိတ်ကြိုက်ချက်သားမှုစားသက်ကြားငရုတ်ကောင်းနှမ်းစီဓာတ်အကုန်ထည့်လို့ရပါတယ်ကျွန်တော်ကတော့ဒါဓာတ်ရှိမှုန့်လေးနည်းနည်းထည့်မယ်ကြားလေးနည်းနည်းထည့်မယ်စားလေးကလည်းပါယုံလေးထည့်မယ်ဗျာအချုံမှုန့်လေးကလည်းနည်းနည်းသုံးညင်သေးတယ်ဒါကျွန်တော်စားဖို့အတွက်ကျွန်တော်သုံးတာပါနောက်ကြရင်ငရုတ်ကောင်းမှုန့်လေးတစ်ပေါက်လောက်ထည့်နှမ်းစီမွေးလေးကလည်းနည်းနည်းထည့်ကြော်ပြီးတော့မီးပြင်းလေးနဲ့အောက်ကနေတော့ထက်တောင်းလျှောက်ကြော်မယ်နော်ဒီလေးကဆက်လေးနဲ့နော်stir fry ရဲ့ method မှာအသီးရွက်တွေကအယောင်ပြောင်းမသွားဘူးမြန်မြန်ဆန်ဆန်ကြော်တဲ့ method မီးပြင်းအိုးပြင်းစီပြင်းနဲ့မြန်မြန်ကြော်ပြီးမြန်မြန်စားရတဲ့ method ဖြစ်ပါတယ်ကြာရင်တော့ဒီအသီးရွက်တွေကအယောင်ပြောင်းသွားနိုင်နော်ပူပူနွေးနွေးစားမယ်မှွေကြော်ခြင်းပေါ့ကဲရပါပြီဗျာဒါလို့ဆိုရင်လေဒါကကြတော့အရင်ကျွန်တော်တို့မကြက်သေးဘူးလို့တချို့ကတော်တော်များပြောလိမ့်မယ်ဒီရွယ်လေးကိုစားတဲ့ကျွန်တော်တို့မိတ်ဆွေသီးသန့်ရှိပါတယ်ဒီတက်ကြက်ချင်ရင်တော့ရေလေးဆက်နဲ့နည်းနည်းလေးကြောင်ထည့်လိုက်ပါဗျာနော်ရပါပြီဗျာ
stir fry method ကိုပြပေးတာဖြစ်ပါတယ်ပကံနဲ့တော့မပြင်ပြတော့ပါဘူး stir fry method ရဲ့ခေါင်းစဉ်အောက်မှာရည်ရွယ်ချက်ကတီးရွက်လေးတွေစိမ့်စိမ့်ဆူဆူနဲ့ကျွတ်ကျွတ်ရွက်ရွက်လက်လက်ဆက်ဆက်စားစေခြင်းနဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်အားလုံးပဲကျွန်တော်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်တတာပါဗျာ